၄ပေ၆ပေတွင်းနေထည့်ပြီးခါမှချလိုက်တဲ့အမိန်းစာပြင်သွားလို့ရသွားတဲ့ကျွန်တော်တို့သွားချင်တာကျွန်တော်တို့ပြင်လာလဲဟောစောင့်နေတဲ့တဲ့အိမ်လေးထဲကအမေလိုကြီးစီကိုသေးဗျာ